ခောက်လို့ရတယ် Mara command သုံးရမှာကွာ Mara command သုံးမယ်ဆိုရင်အရင်ဆုံးကတော့ဒီပုံပို့ပြီးလွယ်အောင်ဆွဲဖို့အတွက် H line ပဲထောင်လိုက်မယ်နော် HL under horizontal တစ် line ထောင်မယ် HL under vertical တစ် line ထောင်မယ်ဟုတ်ပြီအဲ့ဒါဆိုရင် offset ကဒီမှာ तू ကဘယ်လောက်တောင်းလဲဆိုတော့50ရိုက်ရမယ်50တစ်ခါရိုက်မယ်55တစ်ခါရိုက်အဲ့ဒီ50မှာဒီနားမှာ cycle တစ်ခုရှိရယ်အဲ့ cycle ရဲ့တန်ဖိုးက20กว่าတယ်ဒီမှာ20กว่าတယ်ဆိုတော့ d under 20လောက်လိုက်နော်20လောက်20လောက်ပြီးသွားပြီဆိုရင် offset 50ရိုက်ရမယ် o under 50 under ပြီးဒီကနေဒီဘက်ကို50ဟုတ်ပြီအဲ့ဒီ50ကနေ55ထပ်ရိုက်မယ်ဆိုတော့ o under 55 under ဘယ်ကနေလဲဒီကနေဘယ်ကိုသွားမှာလဲညာဘက်အဲ့လိုသွားပြရမယ်เนาะအဲ့ပုံလေးကဒီလိုဖြစ်သွားပုံလေးကဒီလိုဖြစ်သွားမယ်ဆင်မောင်းတို့ခုနပုံလေးဒီနားလေးမှာခဏချဒီမှာကြည့်ဟုတ်ပြီဒါဆိုအခု20ဆွဲပြီးသွားပြီဆိုတော့ဒီနားမှာလဲသူကပြောချင်တဲ့သဘောက c under နဲ့ဒီနေရာလေးမှာလဲ20ရှိရယ်เนาะ diameter 20ရှိရယ်ဒါပေမဲ့အဲ့ diameter 20က50နေရာမှာရှိရမယ်50နေရာဆိုတော့ဒီနားလေးမှာဘယ်လောက်လဲ diameter 20ရှိဟုတ်ပြီပြီးသွားပြီ तू ကဘာလုပ်ခိုင်းတာလဲဆိုတော့ L lambda နဲ့ဒီထိပ်လေးကိုကလစ် quadrant လေးကလစ် L lambda နဲ့ဒီထိပ်လေးကလစ်ဒီထိပ်အဲ့လိုကလစ်ခိုင်းတာเนาะပြီးတော့မှ TR under နဲ့ twin ချပြဒီဟာလေးအဲ့ तू အဲ့လိုပုံလေးမှာအဲ့လိုဖြစ်သွားအဲ့လိုဖြစ်သွားပြီဆိုရင် diameter 40မဟုတ်ဘူး radius 40ဆိုရမှာ diameter မဟုတ်40อ่ะ radius အဲ့ဒီကောင်ကဒီနားကိုပို့ C under ဒီနားလေးကိုပို့ပြထားတယ်ဆိုတော့40 under သူလိုလေးဆွဲလိုက်အောင်40ဆွဲပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီနေရာမှာ cycle တစ်ခုဆွဲရမယ်เนาะ cycle တစ်ခုရှိC under နဲ့ဒီနားလေးမှာ cycle တစ်ခုဆွဲရအဲ့ဒါလည်း D under သူက40 diameter 40ဆွဲရဟုတ်ပြီသူကအဲ့လိုလေးပြီးရင် L under နဲ့ဒီထိပ်ကိုကလစ်ပြီးဒီဘက်ကိုပို့ကလစ် L under နဲ့ဒီထိပ်ကိုကလစ်ဒီဘက်ကိုပို့ကလစ်လာအဲ့လိုမျိုးပုံစံလေးဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေရာလေးမှာဆိုရင်ဒီတစ်ချမ်းကိုထွင်ရမယ် TR under နဲ့ဒီတစ်ချမ်းကိုထွင်ချလိုက်ဒီတစ်ချမ်းကိုထွင်ချလိုက်အဲ့တော့ဒီလိုမျိုးလေးဖြစ်သွားပုံလေးကဒီလိုမျိုးဖြစ်သွား TR under နဲ့ဒီဘက်မလိုတဲ့အပိုင်းတွေကိုလည်းထွင်လိုက်လို့ရဒီနေရာတွေဆိုတာမလိုတော့เนาะဒီအပိုင်းတွေဒီမှာဒါတွေထွင်လို့ရတယ်ဒါတွေဆိုရင်ထွင်လို့မရ E under နဲ့ဒီမှာဖြတ်လိုက်ဟုတ်ပြီเนาะဖြတ်လိုက်အဲ့လိုလှုပ်အောင်ဟုတ်ပြီပြီးသွားပြီမလားပြီးသွားပြီဆိုရင် तू ကဘာလုပ်ခိုင်းလဲဒီနေရာမှာဟုတ်ပြီဒီကနေဒီကို55ဒီနေ့ဒီကို50ဟုတ်ပြီเนาะဒီပုံလေးပြောရရင်ဒီပုံလေးပြောရဆိုရင်ဘာလုပ်မလဲဒီနေရာမှာ cycle ရှိအဲ့ cycle တန်မိုးက133ဆိုတော့ဘာလုပ်မလဲ133တဝက်ဝက်က133တဝက်ဝက်ဘယ်လောက်လဲမသိဘူးဆိုလို့ရှိရင် calculator ခောက်မယ်ခောက်ပြီးတော့133အစားနဲ့66.5အဲ့တော့ O under 66.5အဲ့လိုမျိုးလေးလုပ်ရမယ်เนาะကော်မတီ calculator တွေတောင်းပြီးတော့တွက်66.5နဲ့ဒီတန်းတိုင်းစုံချက်ဒီညာလေးမှာ cycle တစ်လုံးရှိတယ်ဟာအဲ့နေရာ cycle ကဘယ်လောက်လဲဒီမှာကြည့်လိုက်ပုံကိုပြန်ကြည့်R18တွေ့လား18 under လေး18ပြီးတော့နောက်ထပ်တစ်လုံးက diameter 25ဒီညမှာ D under 25 under သူအဲ့လိုလေးဖြစ်အဲ့လိုလေးမှာဒီနားမှာ cycle လေးရှိရယ်တန်းညက် radius နဲ့ဆွဲမယ်5ဆွဲမှာအဲ့တော့ cycle တွေကတန်းညက် radius cycle ဆိုတော့ဘယ်ကိုသွားမလဲ cycle ကိုဒီမှာရှာမယ်เนาะcycle တွေကတန်းညက် radius အဲ့တော့ဒီနေရာတန်းညက် radius က5 under ဒီလိုမျိုးလေးဖြစ်အဲ့လိုဖြစ်သွားပြီဆိုတော့မှ TR under နဲ့မလိုအပ်တဲ့ဟာကိုထွင်လိုက်အဲ့ပုံလေးအဲ့လိုဖြစ်ပြီးဒီ cycle 85 R85 ဆိုရင် R85 ဒီဘယ်ကိုပို့ပြထားတာလဲဆိုတော့ C under ဒီနာR85 radius 85ဟုတ်ပြီအဲ့လိုလေးပြီးသွားပြီဆိုရင်ပုံနေအကုန်မဆွဲတော့ Mara ခောက်တော့မှာเนาะဒီညာလေးမလို့ဆိုဒီညာကို delete လုပ်လိုက် Mara ဒီမှာ Mara comment အသစ်တင်မှာ Mara ကဘာကိုပြောရလဲဆိုတော့ဒီအပေါ်တစ်ချမ်းဒီအောက်ဘက်ကိုပြန်မဆွဲတော့ MI under ဘာလို့မလဲဒါတွေကိုဆက်လက်
ဆက်လက်မှတ်เนาะကိုလိုတဲ့အစိပ်ပိုင်းတွေအကုန်လုံးဆက်လက်မှတ် under ပြီးရင်ဒီကနေပြီးတော့ဒီကကလစ်အောက်ဘက်ကိုပေါ်ကျင်တာဖြစ်တဲ့အတွက်ဒီနှစ်ဖြတ်ကိုကလစ်ပြီးတော့ under ခောက်မမှတ်တာဖြစ်သွားတယ်ဒါဆိုရင်ဒီပုံလေးရဖို့အတွက် trim လောက်က tr under ဒီမှာ trim လိုက်ဒီနေရာလေးမလို့ချင်ဘူးမလား trim ပြီးဘာလို့မလဲကျန်တာကြီး e လိုက်ပုံလေးကအဲ့လိုလေးဖြစ်တယ်เนาะအဲ့တော့ဒီနေရာမှာဆိုရင်ဒီနေရာမှာတိုင်းကြည့်လိုက်မယ်เนาะဒီနေရာမှာတိုင်းကြည့်မယ်ဆိုရင် annotate ထဲက linear ဒီနေရာလေးတိုင်းကြည့်ဒီနေရာလေးကတကယ်တော့ဒီကနေဒီကိုဘယ်လောက်ဖြစ်55ဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်ဒီပုံလေးကိုရမလားเนาะဆွဲပြီးတော့ပြန်ပြပြီเนาะ